ဇလန်းစာမှာတော့ရှေးဟောင်းတရုတ်ပြည်ချင်းမင်းဆက်ရဲ့အစွမ်းထက်လာတဲ့စစ်သူကြီးမန်ရီကိုတွေ့ကြရမှာပါမန်ရီဟာကိုရီးယားမင်းသမီးလေးအုပ်စုကိုတရုတ်ပြည်စီဘေးကန်းအောင်ပို့ဆောင်ပေးဖို့တာဝန်ပေးရချင်းခံထားရသူဖြစ်ပါတယ်ဒါဟာA grade ချင်းရှိဟွမ်နဲ့နိုင်ငံရေးရမဟာမိတ်ဖွဲ့ဖို့အတွက်မင်းသမီးကိုကိုလုတ်တော်အဖြစ်ဆက်တရတာလည်းဖြစ်ပါတယ်မန်ရီဟာမင်းသမီးလေးကိုမြင်မြင်ချင်းမှာပဲသူမရဲ့အလှအပမှာနစ်မျောသွားခဲ့ပါတယ်ရုတ်တရက်ဆိုသလိုပဲနင်းသမီးရဲ့အဆောင်တူများထီမှန်းသွားပြီးတိုက်ခိုက်မှုတွေစတင်လာပါတော့တယ် General Try နဲ့သူ့ရဲ့စစ်တပ်ဟာမင်းသမီးကိုပြန်လဲခေါ်ဆောင်မှုစ조사ရင်းယထာလုံးကိုမီးများတွေနဲ့တိုက်ခိုက်ကြပါတယ်တိုက်ပွဲအတွင်းမှာယထာလုံးဟာကြောက်ကမ်းပါးကနေပြုတ်ကျလူနီးပါဖြစ်သွားခဲ့ပါတယ်မန်ကြီးဟာယထာလုံးမပြုတ်ကျအောင်ကျိုးနဲ့သူ့ကိုယ်သူချီနှောင်ပြီးအစွမ်းကုန်ထိန်းထားခဲ့ပါတယ်General Try ကမန်ကြီးကိုစိန်ခေါ်ပြီးတိုက်ခိုက်ခဲ့ပြီးမြဲနောက်ဆုံးမှာတော့မန်ကြီးကပဲအနိုင်ရရှိသွားခဲ့ပါတယ်ဒါပေမဲ့မြုံလင့်ပဲယထာလုံးဟာကြောက်သေးကိုလွတ်ကျသွားတဲ့အခါမန်ကြီးဟာမင်းသမီးလေးကိုကယ်တင်ဖို့အတွက်ကြောက်သေးကိုလိုက်ခုန်ချခဲ့ပြီးမြစ်သေးကိုအတူတူကျသွားခဲ့ပါတော့တယ်ချက်ချင်းဆိုသလိုပဲကြက်တယောက်အိမ်မက်ကနေလန့်လို့ပါတယ်သူ့ရဲ့အိမ်မက်ထဲမှာစစ်သူကြီးတဦးဖြစ်ပြီးမင်းသမီးကိုကယ်တင်နေတဲ့ဒီအိမ်မက်ကိုမပြတ်မက်နေတာ3လတောင်ရှိနေပါပြီအဲ့ဒီနောက်သူ့တငယ်ချင်းဝီလီယမ်ကဖုန်းဆက်လာပြီးဆွဲငင်အားမရှိသူသားတည်တဲ့ project တစ်ခုမှာကူညီပေးဖို့ဖိတ်ခေါ်ခဲ့ပါတယ်ဂျက်ဟာသူဟာရှေးဟောင်းသူတည်တနာပညာရှင်တူပဲဖြစ်တယ်လို့ညင်းဆိုခဲ့ပေမဲ့ဝီလီယမ်ကတော့ဂျက်ရေးသားခဲ့တဲ့စောင်းပါတွေဟာဒီလွတ်ရှက်ကိုဖော်ပြဖို့အဓိကတော့ချက်ဖြစ်တယ်လို့ယုံကြည်နေပါတယ်ဂျက်ကတော့သူတွေ့ရှိခဲ့တဲ့စစ်တပ်တကြားဟာဒန်တာကြီးတစ်ခုအပေါ်မှာပဲအခြေခံထားတာလို့ယူဆနေပါတယ်ဒါပေမဲ့ဝီလီယမ်ရဲ့တောင်းဆိုမှုကြောင့်နောက်ဆုံးမှာတော့သူတို့နှစ်ယောက်အိန္ဒိယနိုင်ငံကရှေးဟောင်းဘုရားကျောင်းတစ်ခုစီကိုထွက်ခွာခဲ့ကြပါတယ်အဲ့ဒီမှာတော့ဝေဟင်မှာပြောင်းဝဲနေနိုင်တယ်လို့နာမည်ကြီးနေတဲ့သူတော်စင်တဦးကိုလူပေါင်းများစွာကလာရောက်ကိုးကွယ်နေကြတာကိုတွေ့လိုက်ရပါတယ်။ဒါကိုမယုံကြည်တဲ့ချက်ကအမှန်တရားကိုသိနိုင်ဖို့အတွက်ဘုရားကျောင်းအတွင်းထဲအထိဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ဘုရားကျောင်းထဲမှာတော့ဓာတ်တလက်နဲ့အတူလေးထဲမှာပြန်ဝဲနေတဲ့လူဝတ်ဆံပြားနဲ့ဂူးတင်ချိုင်းတစ်ခုကိုသူတို့တွေ့လိုက်ရပါတော့တယ်။ဂျက်ဟာဂူးတင်ချိုင်းပေါ်ကရှေးဟောင်းစာသားတွေကိုဖတ်ကြည့်တဲ့အခါမှာတော့ချင်းဤဂရိုက်ကမင်းသားကိုအမတ်တရလက်ဆောင်အဖြစ်မင်းသမီးအုပ်စုရဲ့ပကြီးကားနဲ့ချင်းကျဲပွင့်လို့ခေါ်တဲ့ကြောက်မြတ်ရတနာကိုပေးခဲ့မှန်းတီးလိုက်ရပါတယ်။အဲ့ဒီအချိန်မှာတဲ့ဝီလီယမ်ဟာရုပ်ထုတစ်ခုပေါ်ကထူးဆန်းတဲ့ကြောင်နှက်တုံးကိုဖြုတ်ယူလိုက်တဲ့အတွက်ဆွဲငင်အားမယ်ဆက်ကွင်းပစ်စီးသွားပြီးအရာအလုံးမြေပြင်ပေါ်ကိုပြုတ်ကျကုန်ပါတယ်။ဂျက်ဟာပြုတ်ကျလာတဲ့ဂူးတင်ချိုင်းကြီးအောက်ကနေတီတီလေးလွတ်မြောက်ခဲ့ပြီးပွင့်ထွက်သွားတဲ့ဂူးထဲမှာသူ့အမြဲအိမ်မက်နေတဲ့မင်းသမီးလေးရဲ့ပကြီးကားကိုတွေးလိုက်ရပါတော့တယ်။ရုတ်တရက်ဆိုသလိုဂျက်ရက်စိတ်ထဲမှာအတိတ်ကပုံရိပ်တွေပြန်မြင်ရောက်လာပါတယ်။နန်းတွင်းထဲမှာတထားမှမပြုံးဘူးတဲ့မင်းသမီးလေးဟာစစ်သူကြီးမန်ကြီးရောက်လာတာကိုမြင်လိုက်တဲ့အခါမှာတော့အရန်ကိုတောက်ပတဲ့အပြုံးမျိုးနဲ့ပြုံးပြလိုက်ပါတယ်။ဒါပေမဲ့ဝီလီယမ်ကြောင့်ပဲဂျက်ရဲ့စိတ်အာရုံတွေပြက်ပြက်သွားပြီးဖះเจ้าဆောင်တွေရဲ့တိုက်ခိုက်မှုကိုခံရပါတော့တယ်ဖះเจ้าဆောင်နေတဲ့တိုက်ခိုက်မှုကြောင့်ဝီလီယမ်ကတော့ရဲရင်ဘော်ကိုအချိန်မီရောက်သွားခဲ့ပေမဲ့ဂျက်ကတော့ကြောက်ကမ်းပါပေါ်မှာတယောက်တည်းကြံရစ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂျက်ဟာရှီဟောင်းဓာကြီးကိုကင်ပြီးကြောက်ထဲကိုခုန်ချလိုက်ပါတော့တယ်။ရုတ်တရက်ဆိုသလိုပဲသူဟာရေထဲကနေပြန်တက်လာတဲ့အခါမှာတော့ခစ်တစ်လူသားဂျက်မဟုတ်တော့ပဲချက်ဝတ်တစားတွေနဲ့စစ်တူကြီးမန်ကြီးဖြစ်နေခဲ့ပါတယ်။သူဟာတတိမိတ်မျောနေတဲ့မင်းသမီးလေးအုပ်စုကိုကယ်တင်ခဲ့ပြီးသူ့ရဲ့တာဝန်ကျေပွန်မှုမရှိခြင်းအတွက်မင်းသမီးကိုတောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ဟာရန်သူတွေရဲ့ဝိုင်းရံခြင်းကိုခံရပြန်ပါတယ်။မန်ကြီးဟာမင်းသမီးလေးရဲ့အသက်ကိုကယ်ဖို့အတွက်သူ့ရဲ့ဓာတ်ကိုချလိုက်ရတဲ့အချိန်မှာရန်သူစစ်တီရဲ့အပြင်းထန်ထိုးနှက်ခြင်းကိုခံလိုက်ရပါတယ်။အဖက်မှာလည်းတကယ့်လက်စီပေါ်မှာဂျက်ခါရေစည်းနဲ့အတူမျောပါသွားရင်စမန်တာဆိုတဲ့အမျိုးသမီးလေးနဲ့သူမရဲ့စင်လေးလော့ရွှန်တို့ရဲ့ကယ်တင်ခြင်းကိုခံခဲ့ရပါတယ်။တတိပြန်ရလာတဲ့ဂျက်ခါစမန်တာရဲ့ဦးလေးဖြစ်သူကိုကန်ပညာဆရာကြီးနဲ့တွေ့ဆုံခဲ့ပါတယ်။အဖြေတွေကိုရှာဖွေနေတဲ့ဂျက်ခါဆရာကြီးနဲ့ရှင်ပြန်တိုက်ခိုက်ရင်သူ့ရဲ့အတိတ်ဘဝကစစ်သူကြီးတဦးရဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကိုခဏကပြန်လည်ရရှိခဲ့ပါတယ်။သူ့ရဲ့အိမ်မက်တွေအကြောင်းမေးမြန်းတဲ့အခါမှာတော့ဆရာကြီးကဒီအဖြေတွေကိုမင်းကိုယ်တိုင်ပဲရှာဖွေနိုင်လိမ့်မယ်လို့လမ်းညွှန်ခဲ့ပါတယ်။ဇလန်းရဲ့အတိတ်ပုံရိပ်တွေထဲမှာတော့စစ်သူကြီးမန်ရီနဲ့မင်းသမီးလေးအုပ်စုတို့ဟာခီးအတူတွားရင်တယောက်ပေါ်တယောက်တန်ရောစင်တွေတိုးလာခဲ့ကြပါတယ်။ဒါပေမဲ့မန်ရီဟာမင်းသမီးလေးအပေါ်ထားရှိတဲ့သူ့ရဲ့အချစ်တွေကိုထိန်းချုပ်ထားပြီးမင်းသမီးရဲ့တာဝန်ဝတ္တရားတွေဟိုသာထပ်ခါတလဲလဲတတိပြနေခဲ့ပါတယ်။မန်ရီဟာမင်းသမီးလေးကိုသူမရဲ့ပြည်သူတွေအထက်ရောသူ့အတွက်ပါအသက်ရှင်ပေးဖို့တောင်းပန်နေပါတယ်။နောက်ဆုံးမှာတော့အောက်စုဟာမန်ရီတယောက်ထဲအတွက်ပဲအသက်ရှင်နေထိုင်သွားမယ်လို့ကတိပေးရင်
ချင်းမင်းဆက်ရဲ့ကိုလုတ်တော်အထေတာဝန်ထမ်းဆောင်ဖို့သဘောတူခဲ့ပါတယ်။လက်ရှိဘဝမှာတော့ဂျက်ဟာအိန္ဒိယရဲတို့ရဲ့လိုက်လံဖမ်းဆီးခြင်းကိုခံရပြန်ပါတယ်။စမန်တာရဲ့အကူအညီနဲ့ရွာတွေကစက်ရုံတစ်ခုအတွင်းမှာစမ်းကြဲတဲ့တိုက်ခိုက်မှုတွေလှုပ်ဆောင်ရင်းတီတီလေးလွတ်မြောက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဂျက်ဟာစမန်တာရဲ့အကူအညီနဲ့တရုတ်ပြည်ကိုပြန်ဖို့တင်းဘောတစ်စီးပေါ်တက်နိုင်ခဲ့ပါတယ်။တစ်ဖက်မှာလည်းဝီလီယံတို့အဖွဲ့ဟာထူးဆန်းတဲ့ကြောက်နှက်တုံးဟာအုတ်ကာခဲအပိုင်းအစားတစ်ခုဖြစ်ဆွဲငင်အားကိုစိုင့်ကျင်နိုင်တဲ့အစွမ်းရှိကြောင်းတွေ့ရှိသွားခဲ့ပါတယ်။ဂျက်ကတော့သူရလာတဲ့ရှေးဟောင်းဓာကြီးကိုနိုင်ငံတော်ပိုင်းရတနာအဖြစ်ပြတိုက်ကိုလှူဒန်းလိုက်တဲ့အတွက် project ကိုငွေကြီးထောက်ပံ့နေတဲ့မဂီနဲ့ဝီလီယံတို့ကဒေါသထွက်ခဲ့ကြပါတယ်။တကယ်တော့ဝီလီယံတို့ရဲ့နောက်ွယ်မှာ Professor ကူးဆိုတဲ့ကူးဖောက်သူရာဇကွစ်ဂုံချုပ်ကြီးရှိနေတာပါ။သူကဝီလီယံကိုဂျက်နဲ့ဆက်ပြီးပူးပေါင်းမှုတိုက်တွန်းနေပါတယ်။ဒါဟာသူတို့ရဲ့လွှတ်ဝှက်အကြံစီတွေအတွက်ဖြစ်မှာပါ။ရှေးခေါတရုတ်ပြည်မှာတော့ချင်းအေရာဇင်ဟာပြင်းထန်စွာနာမကျန်းနေပါတယ်။သူ့ကိုကယ်တင်နိုင်ဖို့မတိစေးတစ်ခုသာရှိပေမဲ့အဲ့ဒီစေးဟာပုံနှံသူတွေရဲ့လူယူခြင်းကိုခံလိုက်ရပါတယ်။အေရာဇင်နဲ့ရွာဆန်းရင်ကိုလုတ်တော်တွေပါနေမြုပ်ခံရမယ်ဆိုတာကိုသိတဲ့မန်ကြီးဟာမတိစေးကိုကျွန်တော်လူကိုယ်တိုင်သွားရောက်ယူဆောင်ပါမယ်လို့အသက်နဲ့ရင်းပြီးတာဝန်ယူလိုက်ပါတော့တယ်။စစ်သူကြီးမန်ကြီးဟာဧကရိတ်ကိုကာကွယ်ဖို့အဆောင်အနှဲငယ်နဲ့အတူမတိစေးကိုတွားရောက်ယူဆောင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။မထွက်ခွာခင်မှာသူဟာမင်းသမီးလေးအုပ်စုကိုကူရိုပြန်လာခဲ့မယ်မင်းသမီးကိုအမြဲကာကွယ်ပေးမယ်လို့ဂရီပေးခဲ့တယ်လို့အုပ်စုကလည်းသူ့ကိုထာဝရစောင့်နေမယ်လို့တစ္ဆာဆိုခဲ့ပါတယ်။ဒါပေမဲ့လန်ကူလန်မှာတော့တစ္ဆာဖောက်နန်းတွင်အမတ်တွေရဲ့အမိန့်နဲ့ရန်သူတွေကချောင်းမြောင်းတိုက်ခိုက်ကြပါတယ်။ပြင်းထန်လာတဲ့တိုက်ပွဲအတွင်းမှာမန်ကြီးရဲ့မြင်းထီတဲ့ Black Wing ဟာမြားထိမှန်ခဲ့ပါတယ်။မန်ကြီးဟာအခြေအနေမဟန်တော့တာကိုသိလိုက်တဲ့အတွက်မတေဆေးကိုသူ့ရဲ့လက်ထောက်နန်းကောင်းရန်လက်ထဲထည့်ပြီးဒီဆေးကိုမင်းသမီးစီအရောက်ပို့ပြီးသူမကိုကာကွယ်ပေးပါလို့အမိန့်ပေးခဲ့ပါတယ်။လက်ရှိဘဝမှာတော့ဝီလီယံဟာဂျက်ရဲ့အိမ်မက်ထဲကရေတကွန်ရဲ့တီလီနီယာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာလီတောင်ထန်းအနီးကရေတကွန်တစ်ခုစီရောက်ရှိသွားခဲ့ပေမဲ့သူတို့နောက်ကို Professor ကူရုံရဲ့လူတွေကတိတ်တဆိတ်လိုက်လာတာကိုတော့မသိခဲ့ကြပါဘူး။ဂျက်ဟာရေတကွန်တွေကိုခုံချပြီးလွှတ်ဝက်ကူကိုရှာနေတော့ Professor ကူတို့ရဲ့ဖောက်ဖွေးမှုကြောင့်တတိမေ့သွားခဲ့ပါတယ်။သူတတိပြန်ရလာတဲ့အချိန်မှာတော့လေထဲမှာပြန်ဝယ်နေတဲ့မင်းသမီးလေးအုပ်စုကသူ့အနားမှာရှိနေခဲ့ပါတယ်။အုပ်စုဟာဂျက်ကိုမန်ကြီးအမတ်နဲ့ချင်းအေဂရိရဲ့ခန်းနားလာတဲ့ဂူဘီမန်ကြီးနဲ့လေထဲမှာပြန်ဝယ်နေတဲ့စစ်တပ်ကြီးကိုလိုက်လံပြသခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမတိဆေးကိုတောက်ပြီးအသက်ရှင်နေတဲ့လက်ထောက်စစ်သူကြီးနန်ကောင်းရန်ကဂျက်ကိုကျူးကျော်တဲ့အမှတ်နဲ့တိုက်ခိုက်ပါတော့တယ်။ဒါပေမဲ့အုပ်စုကတားမြစ်လိုက်တဲ့အခါမှာတော့နန်ကောင်းရန်ဟာဂျက်ကိုစစ်သူကြီးမန်ကြီးအဖြစ်မှတ်ပြီးတွားပြီးဒူးထောက်တောင်းပန်နေပါတယ်။နန်ကောင်းရန်ကဂျက်ကိုအမှန်တရားတွေရှင်းပြခဲ့ပါတယ်။သူတို့ဟာမတိဆေးကိုဧကရစ်စီအရောက်ပို့နိုင်ခဲ့ပေမဲ့နန်းတွင်အမတ်တွေရဲ့အတင်းအကျပ်ခိုင်းစေမှုကြောင့်သူနဲ့မင်းသမီးလေးတို့ဟာဆေးကိုအရင်တောက်ခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ဟာချင်းဧကရစ်လေဂူဘိတ်မန်ကြီးထဲမှာထာဝရပိတ်လောင်ခြင်းခံခဲ့ရတာမှာနန်ကောင်ရန်ကစစ်သူကြီးမန်ကြီးဘာဖြစ်သွားလဲလို့မေးတဲ့အခါကျဲရဲ့စိတ်ထဲမှာအတိတ်ကကြီးကွဲစရာမြင်ကွင်းတွေပေါ်လာပါတယ်။သူ့ရဲ့မြင်း Black Wing တည်ဆုံးသွားပြီးနောက်ဒဏ်ရာအပြည့်နဲ့ဖြစ်နေတဲ့မန်ကြီးဟာရန်သူတွေကိုတယောက်တည်းရင်ဆိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့တစ္ဆာဖောက်အမှန်ချုပ်ကြီးဟာမန်ကြီးရဲ့ဥခေါင်းကိုဖျက်ပြီးတက်ပြီးထည့်ပါတယ်။အဲ့ဒီအချိန်မှာပဲ Professor ကူးနဲ့သူ့လူတွေဂူပိတ်မှန်ထဲကိုပောက်ကွဲမှုတွေနဲ့အတူရောက်လာကြပါတယ်။ဝီလီယံဟာဥက္ကာခဲကြောက်တုံးကိုဖြုတ်ယူလိုက်မိတာကြောင့်ဆွဲငင်အားဆက်ကွင်းပျက်စီးပြီးဂူပိတ်မှန်ကြီးတစ်ခုလုံးပြိုကျလာပါတော့တယ်။ဝီလီယံဟာပြာဒရာရည်တဲ့နစ်မြုပ်နေရင်ဂျက်ကိုကယ်ဖို့ညှင်းဆိုခဲ့ပြီးငါဟာဂူဖောက်သူမဟုတ်ဘူး။တိတ်ပံပညာရှင်တယောက်ကလူဖြော့ကသူ့ရဲ့သူ့တေသနာတွေကိုအဆုံးသတ်ပေးဖို့မာကြရင်တေဆုံးသွားခဲ့ပါတယ်။မင်းမီလေးအုပ်စုလည်းဂျက်ဟာသူမစောင့်နေတဲ့မန်ကြီးမဟုတ်သွားကိုနောက်ဆုံးမှတီးသွားပါတယ်။သူမတော့မန်ကြီးတေဆုံးသွားပြီဆိုတာကိုမယုံကြည်ပဲသူမရဲ့စစ်သူကြီးကိုဒီနေရာမှာပဲထာဝရဆက်ဆောင်နေမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဂျက်ဟာပြိုကျနေတဲ့ဂူဘိတ်မှန်တဲကကြောင်နှက်တုံရဲ့အကူအညီနဲ့လေထဲပြင်ဝဲပြီးအပြင်ကိုခက်ခဲစင်းစွာထပ်ပြေးလွတ်မြောက်ခဲ့ပါတယ်။ဇလန်အဆုံးမှာတော့ဂျက်ဟာဒီအဖြစ်အပျက်တွေကို The Myth ဆိုတဲ့စာအုပ်အဖြစ်ရေးသားပြီးသူချစ်ရတဲ့မင်းသမီးလေးကိုတော့သူ့ရဲ့အိမ်မက်တွေနဲ့နှလုံးသားထဲမှာပဲထာဝရသိမ်းဆည်းထားလိုက်ပါတော့တယ်